မင်္ဂလာပါရှင်မဇူကာဘက်ရဲ့အောင်မြင်မှုတွေထဲမှာအထူးစရာလေးများအောင်ပြပြပေးသွားမှာပဲဖြစ်ပါတယ်ပထမအချက်မရဲ့မိဘတွေကပညာတတ်တွေဖြစ်ပါတယ်ငယ်စဉ်ကတည်းကမရဲ့စွမ်းရည်ကိုတည်ပြီးမြင့်တင်ပေးခဲ့လို့မကဘာကျော်အောင်မြင်သူဖြစ်လာခဲ့ပါတယ်ကဘာကျော်အောင်မြင်မှုတွေကိုရဖို့အသက်ငယ်စဉ်တည်းကစ조사ရမှာဖြစ်ပြီးအချိန်ကြာကြာလဲဇွဲရှိရှိနဲ့စ조사ရန်လိုပါတယ်အသက်9နှစ်ကနေအသက်20အထိ73နှစ်လုံးမကဆော့ဝဲပဲရေးခဲ့တာပါဒုတိယအချက်ဝါသနာပါတာကိုရင်းတည်ပြီးမကအများအကျိုးဆောင်ရွက်ခဲ့သူပါ Facebook ကိုသုံးစွဲသူတွေကိုမကအခမဲ့သုံးစွဲခွင့်ပြုခဲ့ပါတယ်များများပြီးမှများများပြန်ရမယ်ဆိုတာလက်တွေ့ပြသွားသူပါတတိယအချက်အသက်20အရွယ်မှာနာမည်ကြီး Harvard တက္ကသိုလ်ကထွက်လာပြီး Facebook ကိုတည်ထောင်ခဲ့ပါတယ်အချိန်ကိုင်းစွန်လာရတဲ့မက်ရဲ့ဆုံးဖြတ်ချက်ကချီးကျူးစရာပါ။ကျောင်းပြီးတဲ့အထိမတ်ဆောင်နေရင်ယနေ့ရရှိတဲ့အောင်မြင်မှုကိုရဖို့ခက်ပါလိမ့်မယ်။အင်တာနက်ခေတ်တွင်သတင်းအချက်အလက်အသိပညာတွေကအလင်းမြန်စွာပြောင်းလဲတိုးတက်နေပါတယ်။အကြံဉာဏ်တစ်ခုကိုကောင်းတီထက်ကောင်းအောင်စဉ်းစားနေရင်တော့နောက်ကျသွားပါလိမ့်မယ်။အလုပ်တစ်ခုကိုပြီးအောင်လုပ်နိုင်တာကအကောင်းဆုံးထက်သာပါတယ်ဆိုတော့မက်၏အဆိုကိုကြည့်ရင်အလုပ်တစ်ခုကိုအမြန်ဆုံးပြီးစီးအောင်အကောင့်ထဲပေါ်တင်ကြောင်းကိုလေ့လာမှတ်သားရပါတယ်။စရုပ်ရအချက်မတ်တို့ဇနီးမောင်နှံက2010ခုနှစ်စက်တင်ဘာလကစပြီးပညာရေးဖောင်ဒေးရှင်းတစ်ခုကိုအမေရိကန်ဒေါ်လာတန်တရာစလှူခဲ့ပါတယ်2010ခုနှစ်ဆိုတာ Facebook တည်ထောင်ပြီး6နှစ်ကြာပဲရှိပါသေးတယ်2010ခုနှစ်ဒီဇင်ဘာလရောက်တော့တထေးကြီးဘီကိတ်နဲ့ Warren Buffett တို့ကိုစီယုံပြီးလူမှုအကျိုးပြုလုပ်ငန်းတွေလုပ်ရန်ဝင်ငွေရဲ့90%ကိုလူတန်းဖို့3သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်လူရလို့ဖြစ်လာရင်လူသားအကျိုးကိုတည်ဖို့နိုင်မှသာလူဖြစ်ရကျိုးနဲ့တယ်လို့သိပ္ပံပညာရှင်ကြီးအိုင်စတိုင်းကပြောခဲ့ပါတယ်။သိပ္ပံပညာရှင်ကြီးအိုင်စတိုင်းသာမကကဘာကျော်ခေါင်းဆောင်တွေဘာသာရေးဆရာတွေကလည်းလူသားအကျိုးကိုတည်ဖို့ကိုညွှန်ပြပြောဆိုနေကြပါတယ်။ဘဝကိုတန်ဖိုးရှိရှိဘလို့ရည်တည်နေထိုင်ရမယ်ဆိုတာမရဲ့ဘဝကိုလစ်လာတဲ့အခါပုံနာတယ်လာပါတယ်။အခုလိုမျိုးဘုသူတလေးများကိုဆက်လက်ပြောပြပေးသွားအောင်မှာဖြစ်လို့အကောင့်လေးကို like and follow လေးလုပ်ခဲ့ပေးပါအောင်နော်။